说了吧？就谁来了？哦，那谁的？俺到边了都可以。那谁来呗？手里的嘛，对你两个。接着，每个人到不了谁的？别说我名呢。မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာပြည်ကနေပါဆယ်မှာထားတာလေးတွေထောက်ပြပါမယ်ပါဆယ်မှာစားတာကတော့ဒီမှာဝယ်စားတဲ့တော့တန်ပါတယ်ဟိုကနေပို့ထားတာတွေတော်တော်များပါတယ်ပို့ထားတဲ့ပစ္စည်းတွေကတော်တော်များတယ်အဲ့ဒါကိုမှအကုန်လုံး1 2သိန်းကျော်လောက်ပဲကျတယ်ဒီမှာဝယ်စားမယ်ဆိုလို့ရှိရင်1 2သိန်းကျော်ဆိုဘယ်လောက်မှမရဘူးပေါ့နော်1 2သိန်းကျော်ဆိုဘယ်လောက်မှမရတဲ့အပြင်ကိုဒီမှာဝယ်စားတဲ့ပစ္စည်းတွေကလက်ဆက်မှုလည်းမရှိဘူးပေါ့နော်ကိုဒေတာအစားစားလည်းမစားရအောင်အဲကြောင့်မလို့ဒီမှာဒီမှာမှာရတာတန်ပါတယ်စားလို့လည်းကောင်းပါတယ်ရိုက်ထားတော့ပစ္စည်းရိုက်တာပဲဗီဒီယိုရိုက်တဲ့လူကကပ်ဖာကြီးပဲရိုက်ထားတော့ကြတော့ပစ္စည်းတွေအသိမမြင်ရပါဘူးအခုမျှဝေလိုက်တဲ့ဟာကတော့ကျွန်တော်ကဘဟုတုတအနေနဲ့တင်ပေးတာလည်းမဟုတ်ဘူးဆယ်လေးဖြစ်ချင်လို့တင်ပေးတာလည်းမဟုတ်ဘူးကျွန်တော်တို့ကိုရီးယားရောက်တစ်ခိုင်မှာကိုယ့်ရဲ့ဘဝဖြတ်တန်းမှုအမှတ်တရလေးတွေကိုတင်ထားကြလို့နောက်တစ်ချိန်ပြန်ကြည့်တဲ့အခါကျရင်ကိုယ်ဘယ်လိုလုပ်ခဲ့ရပါလားကိုယ်နေခဲ့ရပါလားဘယ်လိုဖြတ်တန်းခဲ့ရပါလားဆိုတာလေးကိုတင်ထားခြင်းတဲ့အတွက်နဲ့တင်ချင်းဖြစ်ပါတယ်这都一样ဖြစ်တယ်哥，你们在保护干部没有那么不喊。အဲ့ပါတယ်မေးကြောင်းနေပြီ啊，部没有那么不喊。တန်းတန်းတန်းပါဘူးလို့မေးတော့ အဲ့ကလေးပဲကြံဟိုဘယ်ဦးကျော်လား 那不说就喊。သိပါဘူး ဒီပဲပုံးနဲ့ပါလာပြီ
တခုတ်တက်မောအဲ့ဘာကြီးအဲ့ဘာကြီးဟမ် นี่ဦးနေဒီမှာနာမည်တော့ရေးထားမှန် စီနေကြော်ကြီးမလားဟာ မရိုက်နေဒီလေးဒီမှာ လာကီးကဲလာပဲကြော်ရလားမွန်းငါပဲကြော်ရလားဟမ်အေးပြေက အဲ့ဒါပါအော်အဝါနဲ့တရားရည်နေတယ်အဲ့ဒါပါဒီခိုင်နေနေဟုတ်နောက်တစ်ပူနှစ်ပူလုံး ဘာမှမဖြစ်ဘူးဆောက်ကလေးပါပဲနော် ဆောက်ကတော့တူရီမီထုတ်ကြည့် ခွင်းနဲ့ဘိုက်တောင်တာအဲ့ဒါမွန်းငါချက်လိုက်မယ်လေ အဲ့ပါဟောဘေးနှမ်းပြရှိတယ်အဲ့မှာဟုတ်လား လေနာမည်နဲ့ နာမည်တော့ရေးလို့အဲ့မှာအဲ့ဒါပါယူဒီအပုငရုတ်သီးမုံဟုတ်ပါငရုတ်သီးမုံလည်းမကောင်းအဲ့ဒါပါ စပါးရုပ်လာပြီးခဲ့ ဘာမှမထောင်နဲ့ဒီချူငင်းကြောအဲ့ဒါပါပူလေးအဲ့ဒါဘယ်ကြော ပါတယ်လို့ဟိုမှာခုန ပါတယ်လို့မျိုးဒီအဲ့မှန်လေးခုနမျိုးဒီမုံလေးပါ ဒီအောင်စားလိုက်တာ အဲ့လက်ဖက်နေဒီဒီကြောက်က ပြောကြပါ ဟုတ်ပါအဲ့လက်ဖက် စပါးရုပ်ကျင်းကားဒီဘာလဲတောင် အော် ဒီတိုင်းနေတဲ့တောင်ဆို အ
ရေးသေးစိမ့်တော့ ဒီကြလဲပါတယ် အဲပါ နေဘသူပါ ဒီရတာလေ ဘသူလည်းမပါ ငါသိတယ် ငါမကျုံးပါလားမစိုးပါဘူးလို့ ဘာတော့အဲ့ဒါပဲစနေကြတော့ဒီလေမိုးလေးနဲ့ကြည့် အဲ့ငါထုတ်ချင်တယ်ငါထုတ်ချင်တယ် ဒီမဲ့လေးတရက်ချင်ဘူးတွေက ဒီထဲ ကြည့်ရှုပေးလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်မှလည်းကိုရီးယားရောက်နေသူတယောက်ရဲ့ဘယ်လိုဖြတ်တန်းရတယ်လဲဘဝအခက်အခဲတွေဘယ်လိုရှိတယ်လဲဘယ်လိုနေရလဲဘယ်လိုစားရလဲဘယ်လိုတောက်ရလဲဆိုတာတွေကိုအမှတ်တရအနေနဲ့တင်သွားပေးမှာဖြစ်ပါတယ်ကြည်ကျင်တဲ့လူကတော့ like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်